Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကွတ်တီယိုတုတ်ကိုမှဖြိုးပါလွယ်လွယ်ကူကူမြန်မြန်ဆန်ဆန်လေးစားချင်တာနဲ့ဘာဝင်ဖြစ်စီတဲ့နယ်လေးနဲ့လွယ်ကူမြန်ဆန်ပြီးတော့စားလို့အရန်ကောင်းတဲ့ကွတ်တီယိုတုတ်နေလေးကိုလာမျှပေးတာဖြစ်ပါတယ်ရှင်ဒီနေ့လေးကဆိုလို့ရှိရင်ပုံမှန်တုတ်နေကြတိုင်းမဟုတ်ဘဲနဲ့ပေါ့နော်အသားတွေဘာတွေမပါဘဲနဲ့ဒီအသားလုံးလေးကိုပဲအဓိကထားပြီးတော့တုတ်ထားတာဖြစ်ပါတယ်ပထမဆုံးဖြိုးတို့ကွတ်တီယို sauce ကိုအရင်လာဆက်ပေးလိုက်ပါမယ်နော်ဖြိုးတို့ sauce လေးဆက်ပေးရန်အတွက်အိုးထဲကိုအသားမှုန့်ကိုထမင်းစားဆုံးရဲ့သုံးဖို့တပုံစာလောက်ကိုထည့်ပေးလိုက်ပါတယ်ပြီးတော့တကြားထမင်းစားစုံရဲ့တဝက်စာလောက်ကိုထည့်ပြီးတော့ငှုပ်သည့်အချက်မှုတ်ကိုအဆက်စားနိုင်တဲ့လောက်ထည့်ပေးလိုက်ပါမယ်နော်ပြီးရတဲ့ဖြိုးကငှုပ်သည့်ဆော့လေးကိုကြတော့ဒီထမင်းစားစုံနဲ့သုံးစွန်းစာလောက်ကိုထည့်ပြီးတော့ဘဲငတ်ပြည့်ဖုံစိမ့်ကိုကြတော့ထမင်းစားစုံနဲ့တစွန်းစာလောက်ကိုထည့်ပြီးတော့ဘဲငတ်ပြည့်အနောက်ထမင်းစားစုံမောက်တစွန်းစာလောက်ကိုထည့်ပေးလိုက်ပါတယ်ပြီးတော့ KUC ကိုကြတော့ထမင်းစားစွန်းနဲ့လေးစွန်းစာလောက်ကိုထည့်ပေးလိုက်ပါတယ်အခုဖြိုးဆက်ထားတဲ့ sauce တွေထားဆိုလို့ရှိရင်တော့ပုံမှန်ကွတ်တီယိုပွဲလေးဆိုလို့ရှိရင်၄-၅ပွဲလောက်ထိရပါတယ်ရှင်ပြီးရင်တော့ရှာလကာရေကိုထမင်းစားစွန်းနဲ့တစွန်းနဲ့တဝက်စာလောက်ကိုထည့်ပေးလို့ရှိရင်တော့နောက်ဆုံးကြမှာရေတန့်150 ml လောက်ကိုထည့်ပေးလိုက်ပါတယ်ပုံမှန်ဆိုလို့ရှိရင်တော့သူ့ရဲ့ဖြိုးတော့ငံပြားရေလည်းထမင်းစားစွန်းနဲ့တစွန်းစာလောက်ကိုထည့်ပေးရမှာဖြစ်ပါတယ်ဖြိုးကငံပြားရေထည့်ဖို့မေ့သွားတယ်ပေါ့နော်ပြီးရင်တော့အားလုံးကိုနှက်သွားအောင်မှွေထားပေးလိုက်ပါမယ်ရှင်အားလုံးလည်းနှက်သွားပြီဆိုလို့ရှိရင်တော့သူ့ကိုမိဘပုံတင်ပေးလို့ရှိရင်ကြိုးသွားပေးလိုက်ပါမယ်နော်အခုဖြိုးဆက်ထားတဲ့ရတာပုံစံဆိုလို့ရှိရင်တော့ချင်းငယ်ဆက်ရတာလေးပဲဖြစ်ပါတယ်ဒီနေရာမှာကိုကအချင်းမကြိုက်ရင်အချင်းကို short ထည့်နေတယ်လို့အငန်မကြိုက်ရင်လည်းအငန်ကို short ထည့်ပေးနေပါတယ်ရှင်ငွေတွားလိုက်တာနည်းနည်းလေးဆူလာပြီဆိုတာနဲ့ဖြိုးကရတာပုံငယ်ကိုမြင်ကြည့်လိုက်ပါတယ်ဖြိုးကခဏကငံပြားရေးထဲပုံမိကြံခဲ့တော့လေငံပြားရေးကိုထမင်းစားစွန်းနဲ့တစိုးစာလောက်ကိုထည့်ပေးလိုက်ပါတယ်ရှင်ဖြိုးကတော့ဒီ sauce လေးကိုခပ်ပြည့်ပြည့်နေထားလေးကြိုထားတယ်ပေါ့နော်ဒီနေရာမှာကိုကကြက်ကြက်လေးကြိုက်ရင်ရေကိုပို့ထည့်နိုင်ပါတယ်ရှင်ကဲဒီနေ့ဟာဆိုလို့ရှိရင်တော့ဖြိုးတို့ရဲ့ကွတ်တီယို sauce လေးရတော့ရပါပြီရှင်ဖြိုးတို့ကြိုထားတဲ့ sauce လေးရလည်းကြက်နေပြီဆိုလို့ရှိရင်တော့ပကံလုံးလေးထဲကိုထည့်ပေးလိုက်မယ်ပြီးရင်တော့ဖြိုးတို့ကြက်တော်ဖြိုးစီချက်လေးလာချက်ပေးလိုက်ပါမယ်နော်ကြက်တော်ဖြိုးစီချက်လေးချက်ရန်အတွက်ဖြိုးကအိုးထဲကိုစီနှင်းငယ်ကိုထည့်ပေးလိုက်တယ်စီလေးပူလာပြီဆိုတာနဲ့စားလေးနှင်းငယ်ကိုထည့်ပြီးတာနဲ့ဓာပြရိုက်ပြီးတော့နှုတ်ဆင်းထားတဲ့ကြက်တော်ဖြိုးလေးငါးမှွာစာလောက်ကိုထည့်ပြီးတော့အယောင်လေးရင်ပြီးတော့ပေါ့နော်အနက်လေးမွေးလာတဲ့အထိဖြိုးတို့စီချက်လေးကိုချက်သွားပေးလိုက်ပါမယ်ရှင်ဒီနေ့လေးရဆိုလို့ရှိရင်အိမ်မှာပါအသားမှမရှိရင်တော့မှပေါ့နော်ဒီအသားလုံးလေးနဲ့လွယ်လွယ်ကူကူလေးပေါ့နော်တုပ်စားလို့ရတဲ့နေ့လေးပဲဖြစ်ပါတယ်ဒီကွတ်တီယို sauce လေးကိုဆိုလို့ရှိရင်ဖြိုးတို့ပိုပိုလေးပေါ့နော်ကြိုပြီးလို့ရှိရင်ရေကလေးတာထဲမှာထည့်ပြီးတော့ကိုစားချင်တဲ့ချိန်ထုတ်ပြီးတော့ပေါ့နော်တုပ်စားမယ်ဆိုလည်းအဆင်ပြေတယ်ပေါ့နော်ကဲဖြိုးတို့ရဲ့ဒီချက်တော့ဖြိုးစီချက်လေးရလည်းရပြီဆိုလို့ရှိရင်တော့သူ့ကိုပကံတစ်လုံးထဲကိုပြောင်းထည့်ပေးထားလိုက်မယ်ပေါ့နော်ဒါလေးတွေကတော့အခုဖြိုးတုပ်ထားတဲ့ကွတ်တီယိုတုံးမှာအတိတ်ကပါဝင်တဲ့ပစ္စည်းလေးတွေပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့မြေပဲလှော်ထောင်းလေးပါမယ်ပြီးတော့ဝက်ခောက်ကြော်လေးလည်းပါတယ်ပေါ့နော်ဝက်ခောက်ကြော်ကကြတော့ဒီကွတ်တီယိုတုံးလေးနဲ့တွဲစားရန်အတွက်ပဲဖြစ်ပါတယ်ရှင်ဒါကတော့မရှိရင်မထည့်လည်းရတယ်ပေါ့နော်ပြီးတော့အသားလုံးလေးတွေကိုလည်းဖြိုးတို့အစင်သေးပြင်ထားပေးလိုက်ပါမယ်ရှင်ပြီးတော့ဒါလေးကတော့ခဏကချက်ထားတဲ့ချက်တော့ဖြိုးစီချက်လေးပါမယ်အရွက်နေရာမှာတော့ဖြိုးကကွတ်တီယိုနဲ့တွဲစားတဲ့အရွက်လေးရဲ့ပြီးတော့ပဲပင်ပေါင်းနှင်းငယ်ကိုပဲသုံးထားပါတယ်ဒီနေရာမှာကစုံရွက်တို့ကိုက်လန်တို့ကိုထည့်သုံးမယ်ဆိုလည်းရပါတယ်ရှင်ပြီးတော့ခဏကဆက်ထားတဲ့ဖြိုးတို့ရဲ့ကွတ်တီယို sauce လေးပါမယ်ပြီးတော့အစသစ်ရေစိမ်ထားတဲ့ကွတ်တီယိုမုတ်ဖက်လေးနှင်းငယ်ပဲဖြစ်ပါတယ်ဒါကတော့အဓိကပါဝင်တဲ့ပစ္စည်းလေးတွေပေါ့နော်ပစ္စည်းကတော့အရန်ကိုယူရှင်းပါတယ်ရှင်အားလုံးလည်းအစသစ်ဖြစ်နေပြီဆိုလို့ရှိရင်တော့ဖြိုးတို့အသားလုံးလေးတွေကိုလည်းထိုက်ပြုတ်ပေးထားလိုက်ပါမယ်ပုံမှန်ဆိုလို့ရှိရင်တော့ဖြိုးဝက်သားကိုသုံးတယ်ပေါ့နော်ဒီတစ်ခေါက်မှာတော့အသားလေးရမှာအသားနှစ်ရမှာအလုံးမရှုပ်ချင်တာနဲ့လောလောကူကူလေးပဲအသားလုံးလေးနဲ့လှုပ်စားဖြစ်ပါတယ်ပြီးရင်တော့ဒီကွတ်တီယိုမုတ်ဖက်လေးကိုလည်းအစစ်သေးပြုတ်ထားပေးလိုက်ပါမယ်နော်ဖြိုးကတော့ပပင်းပေါလေးနဲ့ငယ်ကိုပါထည့်ပြီးတော့ပြုတ်ထားပေးလိုက်ပါတယ်ချက်ပြီးဆိုလို့ရှိရင်တော့စားတုပ်ပေးရန်အတွက်သုံးမက်ခွက်ထဲကိုထည့်မယ်ပြီးရင်တော့ဖြိုးရဲ့ချက်တော့ဖြိုးစီချက်လေးကိုထည့်ပြီးလို့ရှိရင်တော့မုတ်ဖက်လေးတွေမကတ်ရအောင်ပေါ့နော်ခုလိုမျိုးလေးအသားလေးသမတွားအောင်မှွေထားပေးလိုက်ပါမယ်ရှင်တမတော်ပြီဆိုတာနဲ့ဖြိုးကသူ့တဲကိုခဏကဆက်ထားတဲ့ကွတ်တီယို sauce လေးကိုထည့်ပေးလိုက်ပါတယ်အနေအများကတော့ကိုစိတ်ကြိုက်ထည့်ပေးနေပါတယ်နော်ပြီးရင်တော့ပြုတ်ထားပြီးသားအသားလုံးလေးတွေကိုပါထည့်ပြီးတော့မြေပဲလောက်ထောင်းလေးနည်းငယ်ကိုပါထည့်ပေးလိုက်ပါတယ်ရှင်ကဲပြီးရင်တော့အားလုံးကိုတမတွားအောင်အားရပါရလေးတုပ်သွားပေးလိုက်ပါမယ်နော်တုပ်နေလေးကတော့အရင်ကလည်းကိုယူရှင်းပါတယ်အများကြီးမပါဘူးပေါ့နော်အသားဆိုလဲ
ဒီနေရာမှာအသားလုံးလေးမရှိဘဲနဲ့တုပ်စားမယ်ဆိုရင်လည်းအရင်အစားကောင်းပါတယ်သူရဲ့ရတာကဆိုလို့ရှိရင်တော့လုံးဝချိုချင်းငန်ဆက်လေးပေါ့နော်ကဲဖြိုးတို့နဲ့သွားလိုက်တာအားလုံးနဲ့သွားပြီဆိုလို့ရှိရင်တော့ရတာပေါငန်ကိုမြင်ကြည့်လိုက်မယ်ရတာလည်းလုံးဝဆင်ပြေတယ်ဆိုလို့ရှိရင်တော့ဖြိုးတို့ရဲ့ကွတ်တရုပ်တုပ်လေးရတော့ရပါပြီရှင်ရပြီဆိုလို့ရှိရင်တော့ဖြိုးတို့စားမကန်ထဲကိုထည့်မယ်ပြီးရင်တော့ကိုနှစ်သက်ရသေးရွက်လေးတွေနဲ့တွဲစားနိုင်ပါပြီရှင်ကဲခုဆိုလို့ရှိရင်တော့အရင်လဲလွယ်ကူယူရှင်ပြီးတော့အရင်နဲ့မှစားလို့ကောင်းတယ်ဖြိုးတို့ရဲ့ကွတ်တရုပ်တုပ်ချင်းငန်ဆက်လေးရတော့စားဖို့အဆက်သေးဖြစ်နေပါပြီရှင်စားလို့လည်းအရင်ကောင်းပြီးတော့လုံနီလေးရတဲ့လွယ်ကူတာမို့ဒီဗီဒီယိုလေးကအားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะဒါဆိုဖြိုးနဲ့ဗီဒီယိုတက်တွေမှာပြန်ဆောင်ကြမယ်เนาะအားလုံးဘိုင်